သားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနဂိုင်းတိုင်းရွှေဘိုခရိုင်ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့2025ခုနှစ်4လ9ရက်မိတ်ပြန်တဲ့မတ်တစ်စစ်ဒေသရွှေဘိုခရိုင်ဂိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့မှရဲဘော်နန်းထွေအောင်ခေါ်နဂါသိစေရန်တင်းသည်စစ်အာဏာရှင်စနစ်စန့်ကျင်တိုက်ဖြတ်ရေးနဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက်ရွရွချွန်းချွန်းတိုက်ပွဲဝင်ရင်2024ခုနှစ်17လ16ရက်ကမြင့်မြတ်စွာကြာဆုံးသွားခဲ့သည်ပေးရသောမိတ်နဲ့တာဝန်များကိုခြေပေါ်စွာထမ်းဆောင်ရင်းမိမိအသက်ကိုပေးလူသွားခဲ့သောသင်အားပြည်သူ့ကာကွယ်ရေးအဖွဲ့ကာကွယ်ရေးဝန်ကြီးဌာနကဦးညွတ်ဂုဏ်ပြုလိုက်သည်ရဲဘော်နန်းထွေအောင်ခေါ်နဂါတိရဲစွမ်းတက်တိနှင့်စွန့်လွတ်ဆူစားမှုတို့ကိုတိရဲဘော်ရဲဘက်များကအစဉ်အောင်မဲ့တတိယလျက်ပြည်သူတော်လှန်ရေးအောင်မြင်သည့်အထိဆက်လက်တိုက်ပွဲဝင်သောမည်ဟုဂရုတစ္ဆာပြုပါသည်